Hello မင်္ဂလာပါကျွန်မ Veronica Fighter တမတယောက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာပထမဆုံးအနေနဲ့ပြောချင်တာကတော့သူ့ရဲ့ငယ်စဉ်ပေါ့နော်ငယ်ဘဝကတော်တော်လေးကိုကြမ်းတမ်းခဲ့ပါတယ်သူမွေးလာတဲ့အချိန်မှာသူ့အဖေကသူ့ကိုမလိုချင်ပါဘူးနောက်တစ်ခါပတ်ဝန်းကျင်လည်းသူ့ကိုလုံးဝလက်မခံချင်ပါဘူးဘာဖြစ်လို့ဆိုအဲ့ဒီအချိန်ကဒါသူ့အဖေကနေပြီးတော့တားယောက်ျားလေးတအားလိုချင်နေတဲ့အချိန်မှာမွေးလာတဲ့အချိန်မှာသမီးမိန်းကလေးဖြစ်နေအဲ့တော့လက်မခံချင်အောင်ဖေဖြစ်တဲ့သူကအဲ့ဒါပို့ပြီးတော့ဝမ်းနေစရာကောင်းတာကြတော့ကျွန်တော်လှီကားတက်ကနေပြီးတယောက်တည်းအပေါ်ကနေပြီးအောက်ကိုဆင်းလာလို့မရပါဘူးနောက်တစ်ခါဝတ်တဲ့ skirt တွေပုံစံတွေနောက်တစ်ခါသူများတဲ့တငယ်ချင်းတွေနဲ့ဆော့လို့မရပါဘူးတော်လို့တင်းတင်းကြပ်ကြပ်နဲ့ငယ်စဉ်ဘဝပေါ့နော်အဲ့လိုမျိုးကြီးပြင်းလာတာပေါ့အဲ့တော့သူ့တက်ကတော်လို့ငယ်ပါသေးတယ်ငယ်တည်းကလည်းပုံမှန်ကျင်ခူးဆိုင်မှုလည်းမရအောင်အဲ့လိုကမမျိုးလင့်မင်းနဲ့ပေါ့နော်မရည်ရွယ်ပဲနဲ့နောက်ဆုံးသူကလုံးဝအိမ်တော်မပြုတ်ပါဘူးအဲ့ဒီမှာကဲဘာဖြစ်လို့ तू ကယောက်ျားမယူတာလဲ तू မကြိုက်လို့လားရုပ်ဆိုးလားဆိုအဲ့လိုမဟုတ်ပါဘူးပြည်တွင်းမှာရှိတဲ့တကယ်တတိတကြွေတွေတရားနေပြီးတော့ तू ဆိုရင်ရောဘယ်လိုလဲतू ဆိုလို့ရှိရင်သဘောကျမလားဆိုပြီးတော့လာပြီးတော့မိတ်ဆက်တာတွေမတိမတာနဲ့ကြောင်းလန်းတာတွေပေါ့နော်ရှိတယ်ဒါပေမဲ့အားလုံးကို तू ပယ်ချပါတယ်သူအကုန်လုံးပယ်ချပါတယ်ပယ်ချတယ်ဆိုတော့ तू ညင်းတာမဟုတ်ပါဘူးရှင်းကျွန်မမယူနိုင်ဘူးဘာလို့ယူရမှာလဲဆိုတော့ပုံစံမဟုတ်ဘဲနဲ့သူညင်းတဲ့ပုံစံကြတော့အခု kiss စကလုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဘယ်လိုပလေးတယ်လို့ခေါ်မလားပေါ့နော်ကျွန်တော်အဲ့အသုံးနဲ့တိတ်မသိဆိုရင်ကစားရတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့မညင်းမနဲ့ဟုတ်ပြီတွေ့ကြရအောင်ဆိုတဲ့စကလုံးမှာဒါပေမဲ့လောလောဆယ်တော့မအားသေးဘူးဆိုတော့ဘယ်လိုညင်းလဲဆိုတော့အလုပ်တွေနည်းနည်းများနေလို့ခဏလေးစောင့်ပါဆိုဘယ်တော့အချိန်ဆွဲလဲဆိုတော့တယောက်ဆိုလို့ရှိရင်3နှစ်လောက်ကိုအချိန်ဆွဲရတာပါမယုံဘူးအဲ့လိုပြောရင်ကျွန်တော်မယုံဘူး这个了，好嘞，啊对呀的，烟我打吧的，我打的，这种你big fan 嘞。ဒီယောက်ျားတွေကိုစိတ်ဝင်စားယောက်ျားတွေနဲ့ပတ်သက်မှုမရှိခဲ့ဘူးဆိုပေမဲ့ကျွန်တော်ဒီအလှပတွေပါရတော့တော်တော်လေးတော့စိတ်ဝင်စားပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ဘက်လည်းပြန်ဆုံတွေ့ကြတာပေါ့